အခုမေးချင်ပါတယ်၃နှစ်အကြာမှာဒီနေ့ကိုပြန်ကြည့်တဲ့အခါကိုဘာပြောမိမလဲတော်တယ်လက်မလျှော့ခဲ့ဘူးလို့ကိုခုံယူနေမလားဒါမှမဟုတ်အဲ့ဒီအချိန်တုန်းကတော့စားခဲ့ရင်လို့နောင်တရနေမလားကျမလည်းဒီလိုမေးခွန်းတွေကိုအချိန်တော်တော်ကြာမေးဘူးပါတယ်ဒါပေမဲ့အဖြေကမထင်မှတ်ထားတဲ့နေရာတစ်ခုမှာရှိနေခဲ့ပါတယ်ဒီစာအုပ်ကိုဖတ်တဲ့အခါအဖြေကိုတော့မရခဲ့ဘူးဒါပေမဲ့ကိုယ့်ဘဝကိုပြန်မေးမိစေတဲ့မေးခွန်းတွေတော့ရခဲ့ပါတယ်ဒီစာအုပ်မှာပထမဆုံးမေးထားတဲ့မေးခွန်းကတော့ကိုတကယ်လိုချင်တဲ့ဘဝကပါလဲဒီစာအုပ်ကအဖြေကိုမပေးပါဘူးဒါပေမဲ့ဘဝကိုဘလို့အမြင်နဲ့ကြည့်ရမလဲဆိုတဲ့ဥတီချက်ကိုတော့လမ်းညွှန်ပေးထားပါတယ်တခါတလေတော့ကျမတို့ဟာဘာလုပ်ရမလဲဆိုတာကိုပဲအာရုံစိုက်နေတတ်ပါတယ်ဒါပေမဲ့ဒီစာအုပ်ကကိုတကယ်ဘာချစ်ချင်တာလဲဆိုတဲ့မေးခွန်းကိုအရင်မေးခိုင်းပါတယ်ဒီစာအုပ်ထဲမှာ R=VD ဆိုတဲ့အယူအဆတစ်ခုကိုပြောထားပါတယ်လွယ်ပြောရရင်တော့ကိုလိုချင်တဲ့အနာဂတ်ကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်လာလေအဲ့ဒီအိမ်မက်နဲ့နီးလာဖို့လမ်းကြောင်းကိုလည်းပိုမြင်လာလေပါပဲဒါပေမဲ့နေ့တိုင်းလက်တွေ့စူးစမ်းဖို့တော့လိုပါတယ်စိတ်ကူးအိမ်မက်ဆိုတာတွေးနေုံနဲ့မလုံလောက်ပါဘူးကိုတကယ်ရပြီးသွားသလိုခံစားကြည့်ရမယ်အဲ့ဒီအိမ်မက်ကိုယုံယုံကြည်ကြည်ပြောရရမယ်ပြီးတော့နေ့တိုင်းလက်တွေ့ခြေလမ်းလေးတွေစောင့်လန့်ဖို့လိုပါတယ်ဒီစာအုပ်ကနောက်ထပ်မေးခွန်းတစ်ခုကိုလည်းမေးထားပါသေးတယ်ကိုလိုချင်တဲ့အောင်မြင်မှုကကိုယ့်အတွက်ပဲလားဒါမှမဟုတ်တခြားသူတွေရဲ့ဘဝကိုလည်းအနည်းဆုံးတစ်ခုခုပြောင်းလဲပေးနိုင်မလားအိမ်မက်တွေကတရက်ထဲနဲ့အကောင့်ထဲမပေါ်လာပါဘူးနေ့တိုင်းလုပ်တဲ့ရွေးချယ်မှုလေးတွေနေ့တိုင်းလက်နဲ့ခြေလမ်းလေးတွေကပဲနောက်ဆုံးမှာကိုလိုချင်တဲ့ဘဝစီခေါ်သွားတာပါဒီစာအုပ်ကကျမကိုသဘောကျစေခဲ့တဲ့အချက်တစ်ခုရှိပါတယ်တကယ်အောင်မြင်မှုဆိုတာကိုယ့်ဘဝပြောင်းလဲသွားရုံတင်မဟုတ်ဘူးကိုကြောင့်တခြားသူတစ်ယောက်ရဲ့ဘဝမှာလည်းအပြောင်းလဲကောင်းလေးတစ်ခုဖြစ်လာနိုင်တာပါအခုကစပြီး3နှစ်အကြာမှာဒီနေ့လုပ်ခဲ့တဲ့ရွေးချယ်မှုတွေအတွက်ကိုဂုဏ်ယူနေမလားဒါမှမဟုတ်ဒီထက်စောပြီးလုပ်ခဲ့မိရင်ကောင်းသားလို့တွေးနေမလားဒီစာအုပ်ကကျမကိုအဖြေတွေပေးခဲ့တာတော့မဟုတ်ပါဘူးဒါပေမဲ့အရင်ကမမေးဘူးတဲ့မေးခွန်းတွေကိုကိုပြန်မေးမိစေခဲ့ပါတယ်အခုကြည့်နေတဲ့မိတ်ဆွေကတော့ဒီမေးခွန်းတွေအပေါ်ဘယ်လိုထင်လဲကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်နော်နောက်ထပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်